တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းခိုမိုရိုစ်နိုင်ငံအတွက်ဆုတောင်းပါရှမသဲခရစ်ဝင်အခန်းကြီးကိုအငယ်38ထို့ကြောင့်လှုပ်ဆောင်သောသူတို့ကိုစပားရိတ်စေခြင်းကစေလွတ်တော်မူမည်အကြောင်းစပားရှင်ကိုဆုတောင်းကြလော့ဟုတပည့်တော်တို့အားမိန့်တော်မူ၏အာမင်ဆုတောင်းကြပါစို့ဂရုဏာနှင့်ကြွယ်ဝပြည့်စုံတော်မူသောအဖထာဝရဘုရားရှေ့တော်၌တိုးဝင်လျက်နာမတော်ကိုချီးမွမ်းဆုတောင်းကြပါ၏ကျွန်ုပ်တို့သည်ကိုမိုရိုစ်နိုင်ငံအတွက်ဆုတောင်းရာတွင်နိုင်ငံသားတိုင်းအပြစ်များမှနောင်တရလျက်ဝင်ချတောင်းပန်တတ်ရနှင့်အပြစ်မှဆေးကြောခံရဖို့သခင်ယေရှုခရစ်တော်ဖျား၏ကယ်တင်ခြင်းတည်င်းကောင်းကိုကြား၍ယုံကြည်လက်ခံရန်အကျွန်ုပ်တို့ဆုတောင်းကြပါ၏ထိုနိုင်ငံသားများသည်ဖျားရှင်နှင့်အချိန်ယူပြီးဆုတောင်းတတ်ရန်မိမိနိုင်ငံအားဝန်တာထားတတ်ရန်တန်ရှင်းသောဝိညာဉ်တော်ဖျားလမ်းပြမဆာတော်မူပါဖျားသခင်၏တမန်တရားနှင့်ကောင်းကြီးမင်္ဂလာသည်နိုင်ငံ၏အစိုးရအပေါ်တက်ရောက်၍နိုင်ငံသားတိုင်းအပေါ်တဖန်ပြန်လည်ခံစားရရှိရန်ခေါင်းဆောင်ပိုင်းများအားတို့ထီတော်မူပါအဖာအသင်းတော်သည်ပျောက်ဆုံးဝိညာဉ်များစွာအားရိတ်သိမ်းရသောကောင်းကြီးမင်္ဂလာနှင့်ပြည့်ဝစေရန်စပါးရှင်ထံကျွန်ုပ်တို့ဆုတောင်းပါ၏ပရောဖက်ဆိုင်ရာအမှုတော်မြတ်၌ပါဝင်နေသောအစေခံလူငယ်များသည်ဖျားသခင်၏ဗိသိက်ခြင်းဖြင့်၎င်းတန်ရှင်းသောဝိညာဉ်တော်တကူတော်အရှိန်ဖြင့်၎င်းမဟာစီခိုင်းချက်အားစိတ်အားထက်သန်စွာပါဝင်လှုပ်ဆောင်နိုင်ခြင်းဖြင့်အမှုတော်သာသနာမြတ်သည်ကျေပြန့်နှံ့ပြားတိုးပွားလာရန်အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ပရောဖက်ဆိုင်ရာအမှုတော်သာသနာ၌ပြည့်စုံပါမည်အကြောင်းသခင်ယေရှုနာမ၌အကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်